ငါကြည်ညိုတဲ့ငါကိုးကွယ်တဲ့အဲ့ဒီဗုဒ္ဓမြတ်စွာဘုရားဟာလို့အဓိပ္ပာယ်ရတယ်သောဘဂဝါဆိုတာဒီငါကြည်ညိုကိုးကွယ်တဲ့တလောလကလုံးကလေးစားရတဲ့ဗုဒ္ဓဆိုတဲ့ပုဂ္ဂိုလ်သူမြတ်ဟာဒီနေရာမှာဘဂဝါလို့ခေါ်လိုက်တာအလွန်လေးစားတတ်တဲ့ပုဂ္ဂိုလ်တွေကိုသုံးတဲ့အိန္ဒိယစကားလုံးတစ်ခုပဲခဏတောင်မှပဲအိန္ဒိယနိုင်ငံမှာဘဂဝါလို့သုံးနေရှိတယ်တကယ်ကြီးမားတဲ့ပုဂ္ဂိုလ်တွေကိုဘဂဝါလို့သုံးတယ်သူတို့နော်အဲ့ဒီဘဂဝါလို့သုံးတဲ့စကားလုံးရဲ့အဓိပ္ပာယ်ကဘာလဲလို့ဆိုရင်ဂုရုကြီးလို့အဓိပ္ပာယ်ရတယ်ဂုရုကြီးထဲမှာပို့ပြီးတော့လေးစားတဲ့ဂုရုကြီးတွေကြတော့ဘဂဝါလို့ခေါ်လိုက်တာသူတို့ဒါအိန္ဒိယနိုင်ငံအသုံးစကားတစ်ခုပဲဘဂဝါဆိုတာအလွန်ကိုကြည်မြတ်တဲ့သူတို့လေးစားရတဲ့ပုဂ္ဂိုလ်အလွန်လေးစားတတ်တဲ့ဂုရုကြီးတွေဒါကြောင့်မို့လို့အထက်ကရာဆရာကဘဂဝါတိဂုရုဒီလိုဖွင့်တာဘဂဝါတိဂရုဂရုံဟိလောကေဘဂဝါတိဥစ္စာတိလောကလူတွေကလေးစားအပ်တဲ့ဂုရုတွေကိုဘဂဝါလို့ခေါ်ကြပါတယ်ဆိုတာဒီပါဠိစာပေမှာနေမဲ့ဒီဟာဖွင့်ဆိုပြထားတာရှိတယ်အထက်ကရာကျမ်းတွေဟာအဲ့တိုင်းပဲရေးတယ်နော်ဘဂဝါတိဂရုဘဂဝါတိဂုရုခုခေတ်သုံးတဲ့ဘဂဝါဆိုတာဂုရုကိုခေါ်ရတယ်ဂရုဂုရုံဟိလောကေဘဂဝါတိဟောစတိဂုရုကိုလူတွေကဘဂဝါလို့ခေါ်ကြတယ်ဟောဒီအဓိပ္ပာယ်နဲ့ဖွင့်ပြတယ်ဘာလို့လဲဆိုရင်လောကကြီးတစ်ခုလုံးရဲ့အလေးပြုအပ်တဲ့ပုဂ္ဂိုလ်ဖြစ်တယ်မြတ်စွာဘုရားဟာကိုချင်းသီလနဲ့နိုင်ရှင်ပဲဆိုလဲသူ့ကိုပါတဲ့ပုဂ္ဂိုလ်မပြောနဲ့မိတဲ့ပုဂ္ဂိုလ်တော့မရှိဘူးတမာတိနဲ့နိုင်ရှင်လိုက်ပြန်ရင်လေဖရားတဲ့တာတဲ့ပုဂ္ဂိုလ်မဆိုထားနဲ့တူတဲ့ပုဂ္ဂိုလ်တော့မရှိဘူးပညာအားဖြင့်လေဖရားတဲ့တာတဲ့ပုဂ္ဂိုလ်ဆိုတာမပြောနဲ့တူတဲ့ပုဂ္ဂိုလ်မပြောနဲ့တာတဲ့ပုဂ္ဂိုလ်ဆိုတာမရှိဘူးတူတဲ့ပုဂ္ဂိုလ်တော့မရှိဘူးလို့ဒီလိုဆိုလို့ရတယ်ပေါ့နော်ဒါကြောင့်မို့တလောကလုံးကဥညွတ်လေးစားရတဲ့ပုဂ္ဂိုလ်သူမြတ်မို့ဘဂဝါလို့ဒီလိုခေါ်တာအဲ့ဒီမှာကြည်ဣတိပိသောဘဂဝါသောဘဂဝါမြန်မာလူတော့အမျိုးမျိုးပြန်ကြတယ်ဘုန်းတော်ကြီးမာထိုရှင်တော်မြတ်ဖရာသည်ကိုယ်စိတ်ထဲမှာတို့ကိုးကွယ်တဲ့မြတ်စွာဘုရားဟာဣတိပိဆိုတာဒီအကြောင်းတွေကြောင့်အရဟံဆိုတဲ့အရည်ချင်းတွေရှိပါပေတယ်ဒီလိုပြောနှလုံးသွင်းတဲ့အခါမှာအဲ့ဒါလိုနှလုံးသွင်းရမယ်အကြောင်းနဲ့ဂုဏ်အရည်ချင်းကိုသိရမယ်။ဩဒီပုဂ္ဂိုလ်သူများဟာဒီအရည်ချင်းတွေရှိပါလား။ဒါကြောင့်မို့တကယ်အရဟံပါလားဆိုတဲ့အတွေးနဲ့မြတ်စွာဘုရားဂုဏ်တော်ပေါ်မှာတတိအမှတ်ရပြီးတော့ဆင်ញင်စဉ်းစားနေမှုနော်။သမ္မာသင်္ကပ္ပဆိုတဲ့မှန်ကန်တဲ့အတွေးတွေနဲ့ဒီတရားဓမ္မကျင့်ကြံကြိုးကုန်တာတတိထားနေတာတတိကိုအဓိကထားပြီးတော့ပြောတာတတိရှိလို့ရှိရင်ပညာကလည်းဖြစ်လာတယ်မြတ်စွာဘုရားအပေါ်မှာဆန်းစစ်လေ့လာတဲ့အခါမှာဒီအကြောင်းတွေကြောင့်ဒီအချက်တွေကြောင့်ဘုရားဟာတကယ်ဘဂဝါပါလားလို့အရဟံပါလားလို့လက်ခံလာတယ်ကျင့်납လာအဲ့ဒီကျင့်납လာသည့်ထိအောင်နှလုံးသွင်းရမှာအဲ့ဒီလိုမဟုတ်ဘဲနဲ့အရဟံ6ချက်လောက်နေမရဘူးနော်ဘုရားကုံတော်မထီရောက်ဘူး6ချက်ဆိုတာပရိကြတာကိုပြောတယ်နော်ပရိလုံးလေးချပြီးတော့ဒီဂုံတော်ဘလောက်ရွတ်တယ်ဆိုတဲ့အရွတ်ဆိုတာကအားလုံးအမဲသားစားဖို့မှာပဲဝါလို့မှမရတာသိဝမှလည်းမဟုတ်ဘူးနော်အဲ့တော့ဒီမရွတ်ရဘူးတော့မဟုတ်ဘူးအရေးကြီးတာကမြတ်စွာဘုရားရဲ့ဂုဏ်တော်ကိုသိဖို့ကြိုးစားရည်ချင်းကိုသိမှစိတ်ထဲမှာနှစ်ကဖြစ်လာရွရင်နှလုံးသွင်းရင်တော့ကိစ္စမရှိဘူးပေါ့အရေးအတွက်ကဏ္ဍပေါ်မှာစိတ်ရောက်နေလို့ရှိရင်ဘုရားပေါ်မှာစိတ်မရောက်ဘူးအဲ့ဒါကိုယ့်ကိုယ်စဉ်းစားကြည့်ပေါ့အဲ့တော့စဉ်းစားရမှာကသောဘဂဝါဣတိပိအရဟံသောဘဂဝါဣတိပိသမ္မာသမ္ဗုဒ္ဓောလို့ပါဠိလိုကြတော့ဒီလိုပြောမြန်မာလိုပြောတဲ့အခါတို့ကိုးကွယ်တဲ့မြတ်စွာဘုရားဟာဒီအချက်တွေကြောင့်အရဟံခုံတော်နဲ့ပြည့်စုံပါပေတယ်လို့
စိတ်ထဲမှာသဘောကျလာသည့်ထိအောင်အကျဉ်းချင်းအထက်ထတတိတဲ့တတိမပြတ်တတိကပ်ပြီးတော့စဉ်းစားဆင်ခြင်သုံးသပ်နေဖို့လိုတယ်ဒါကိုဗုဒ္ဓနုတ္တိဘာဝနာပွားတယ်လို့ခေါ်တာအဲ့ဒီလိုသာစနစ်တကျပွားမယ်ဆိုလို့ရှိရင်ဂုံတော်ပွားနေတဲ့အချိန်မှာရာဂဒေါသမောဟဆိုတာတွေဖြစ်မှာမဟုတ်ဘူးနော်အမှန်တမ်းကြည်နူးဝယ်ရတွေစိတ်ထဲမှာจิตတတ်စရာတွေပဲဖြစ်လာပြီးတော့တမာရီရလာမှာဖြစ်ပါတယ်အေးဒါကြောင့်မို့ဘယ်အလုပ်ပဲဖြစ်ဖြစ်စနစ်တကျလုပ်ရမယ်သိလဲသိရမယ်ဘုရားမြတ်စွာရဲ့အဆုံးအမဗုဒ္ဓသာသနာမှာဒီဘုရားကိုကိုးကွယ်ကြတဲ့ဒီဗုဒ္ဓဘာသာဝင်သူတော်စင်တွေဟာယုံပြီးတော့မသိရတဲ့ဟာတခုမှမရှိဘူးယုံသာယုံရမှာမဟုတ်ဘူးတကယ်ကိုသိရှိနားလည်အောင်လုပ်ကြရတာဘုရားဘာသာမှာတရားနဲ့ပညာဆိုလို့ရှိရင်ပညာကိုအဓိကထားတာတရားပါတဲ့ပညာပါတဲ့တရားမျိုးသာနဲ့ဒီမှာကတန်ဖိုးရှိတယ်လို့ဆိုတာဒါကြောင့်မို့လို့ဒီပညာဆိုတာလေ့လာစီးပူအားထုတ်ကြဗုဒ္ဓဘာသာတွေဟာပညာဗုဒ္ဓဘာသာဖြစ်ဖို့လိုတယ်ပေါ့တရားဗုဒ္ဓဘာသာကြီးပဲဖြစ်စေရပညာဗုဒ္ဓဘာသာဖြစ်တရားဗုဒ္ဓဘာသာဆိုတာမခိုင်မြဲဘူးအပြောကောင်းလို့ရှိရင်ပျောက်သွားတယ်သူကတရားတရားဆိုတာပညာပါမှဘယ်သူပြောလှုပ်ရှားလို့မရတော့ခိုင်မာတယ်ကိုယ့်ကိုနှစ်ကာသိထားတယ်အဲ့ဒါလိုဖြစ်ရ